ရှာခဲ့တဲ့လူဘဝရလာပြီးတော့ဒီ၅ခုတည်းတခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတခုမှမရလိုက်ဘူးကုသိုလ်ကောင်းမှုလည်းတခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့တို့ကိုသားသမီးတွေစားဖို့တို့ကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှာခဲ့တဲ့လူဘဝရလာတဲ့အခါရယူရမယ်အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်နော်ကြိုးစားဖို့လိုတယ်အဲ့ဒီလိုမကြိုးစားပဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်အကျိုးကနတ်ပါအောင်လားမနတ်ဘူးအဲ့ဒါကိုတော့သေသေးချာချာစောစောမြဲမြဲမှတ်ထားမြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ်